နိုင်ငံခြားမှာနေတာဆိုလို့ရှိရင်လည်းအတိအကအရေးကြီးတာကလို့ကိုယ့်ရဲ့ communication ပေါင်းတဲ့ဆက်ဆံခြင်းသူများတွေပေါ်မှာထားတဲ့စိတ်ထားအဲ့ဒီပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့ pressure တွေကရော့တယ်နဲတယ်ဆိုတာဖြစ်လာတာပါအလောက်ကတိတ်ပင်ပန်းပြီးတော့မှ pressure ဆိုတာမရှိဘူးပေါ့နော်ကိုပေါင်းတဲ့ဆက်ဆံရေးမကောင်းရင် pressure ဖြစ်လာပြီးတော့နိုင်ငံခြားမှာမပြောတာအထီးကျန်တာမျိုးတွေအားငယ်တာမျိုးတွေဖြစ်ပါတယ်လို့အဲ့ဒါကြောင့်ပေါ့နော်ကိုထင်တဲ့အထင်လေးတွေကိုပြောပြတာပေါ့နော်ကိုဆိုလို့ရှိရင်တငယ်ချင်းနဲ့အတူနေရဆိုလို့ရှိရင်မိုးရွာတဲ့နေ့ကိုကပိတ်တယ်ကိုကပိတ်တာပဲဖြစ်ဖြစ်အလုပ်ကိုစောရောက်တာပဲဖြစ်ဖြစ်အော်မိုးရွာနေငါတငယ်ချင်းကထီးမပါတော့ငါပြန်လာတဲ့အချိန်ကမိုးမရွာသေးဘူးဒါပေမဲ့တငယ်ချင်းပြန်လာမယ်နောက်တနိုင်နိုင်လောက်ဆိုမိုးကအရင်တဲနေတဲ့အချိန်အော်ငါတငယ်ချင်းမိုးဆိုလိမ့်မယ်ငါထီးနဲ့တော့ကြိုလိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုးထီးလေးနဲ့တော့ကြိုပေးတာမျိုးအဲ့လိုမျိုးလုပ်တယ်ဒါကလေကိုမိဘတွေရှိတဲ့အချိန်မှာဆိုရှင်ကိုသားသမီးတွေကိုမိုးရရမယ်ဆိုအဖေမေတွေကထီးနဲ့လာကြိုပေးတယ်လို့ပဲကိုတငယ်ချင်းကိုကနေစပြီးတော့မှအရင်မြတ်တာပေးရပေါ့နော်အဲ့ချိန်ကြလို့ရှင်တခါလေးကိုအလဲကြလို့ရှင်တငယ်ချင်းကထီးလေးနဲ့လာကြိုပေးရကောင်းမှန်းကိုသိတယ်ကွယ်အဲ့ဘလောက်ကြည်နူးဖို့ကောင်းတဲ့ဆက်ဆံရေးမျိုးလဲချစ်ချင်းမြတ်တာလဲပေါ့နော်အဲ့လိုမျိုးရှိနေလို့ရှင်ဘလို့ထီးကြံတော့မှလဲနိုင်ငံခြားမှာနေတယ်ထီးမကြံတော့အဲ့ကြောင့်ကိုဖြစ်စေခြင်းတဲ့အရာကိုလှုပ်စေခြင်းတဲ့အရာကိုကနေပြီးတော့မှအရင်မြတ်တာပေးတာမျိုးတငယ်ချင်းတွေကိုဆိုလို့ရှင်လေအဲ့လိုမျိုးလေးလှုပ်တင်တာပေါ့နော်တကယ်လို့ကိုလက်ကြတော့တော့ကြိုပြီးတော့တငယ်ချင်းလက်ကြတော့ကိုလာမကြိုဘူးဆိုလို့ရှင်လေဒါစိတ်ဆိုးစရာမဟုတ်ဘူးနော်တခါလေကြတော့လေဖြည့်သွေးပေးရတာမျိုးရှိဘူးနော်မိုးကအရမ်းမှမတဲတာဒါကြောင့် तू ကဒီလိုနေလိုက်တာလားမသိဘူးतू ကတခုလုံနေရလားမသိဘူးအဲ့လိုဖြည့်သွေးပေးရတယ်ပေါ့နော်တကယ်လို့အဲ့လိုကိုကဖြည့်သွေးနှစ်ချိန်သုံးချိန်အဲ့လိုမျိုးဖြစ်လာတယ်ဆိုလို့ရှိရင်လည်းဒါကစိတ်ဆိုးစရာထက်ကိုကျေးဇူးတင်စရာပေါ့နော်အဲ့လိုမျိုးမိတ်ဆွေမျိုးကတော့ဒီလိုမျိုးတိလိုက်ရတာတော့ကျေးဇူးတင်စရာမကောင်းလားပေါ့နော်ယုံကြည်လို့မရတဲ့မိတ်ဆွေမျိုးဆိုကိုယ့်ဘက်ကချင်းမြတ်တာရှိပေမဲ့သူ့ဘက်ကမမှန်ဘူးဆိုတာတိသွားတော့ရောဒါစိတ်ဆိုးစရာမဟုတ်ဘူးနော်ဒါဆိုလည်းဖယ်လိုက်ပေါ့နော်ကိုယ့်ရဲ့အုံနောက်ထန်လေးအဲ့လိုဖယ်လိုက်ပေါ့အဲ့လိုပတ်ဝန်းကျင်ကိုလည်းတိဆောက်တင်နေမို့နော်အဲ့လိုဆိုလို့ရှိရင်အလုံးမှာ pressure ဖြစ်ရင်တော့မှဟဲ့ तू ကငါ့အဲ့လိုပြောတာဆိုအေးဟုတ်လားမင်းမမအောင်မင်းမှန်တယ်ဆိုပြီးထောက်ခံပြီးမဲ့ကိုယ့်ရဲ့မိသားစုလိုမျိုးပေါ့နော်အဲ့လိုမျိုးပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပြီးတော့မှအဲ့လိုနိုင်ငံခြားမှာနေတာဆိုတာအဲ့လိုမျိုးလေးချစ်ချင်းမြတ်တာတွေစုပြီးတော့မှထားတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးကျင်တယ်ပေါ့နော်နိုင်ငံခြားမှာနေရဆိုတာအလုပ်ပင်ပန်းလို့ pressure ရှိရမှာမဟုတ်ပါဘူးချစ်ချင်းမြတ်တာတွေငတ်မွတ်လာတဲ့ခါမှာလူကလေပို့ပြီးတော့ပင်ပန်းလာတာပါလို့အဲ့ဒါကိုသိပြီးတော့မှကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုမြတ်တာနဲ့ထားပြီးတော့ကိုယ့်ပေါ်မှာလည်းမြတ်တာပြန်လာတဲ့ဥစ္စာကိုစောင့်ကြည့်နေနိုင်ငံခြားမှာစူးစမ်းပြီးတော့မှအထီးမကြအောင်ကိုယ့်ဟာကိုယ်ပေါ့နော်ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပြီးတော့မှစူးစမ်းကြပါလို့ပြောရင်းနဲ့ဒီဗီဒီယိုလေးဒီလောက်နဲ့ပဲဆုံးသတ်ပါတယ်ရှင် bye bye